မနေ့ပါရှင်ကျမချန်နေကအပင်လေးတွေပန်းလေးတွေပွင့်လေးတယ်လာတော့ပဲဒီမှာဒီအပင်ကိုကျမအသီးသီးတာအခုမှမြင်ဘူးလားလဲတဲ့အသီးမဟုတ်သီးကိုရှေးဆိုရှေးကြီးပဲအခုမှမြင်ဘူးတယ်ဒီအသီးကိုအပွင့်ပွင့်တာပဲမြင်ဘူးလားဩကျမရဲ့ပန်းပင်လေးတွေဘယ်လောက်လှလဲဆိုကြဒီမှာကြည့်အရင်လှတဲ့ပန်းပင်ပြီးရင်ကွေးသီးတီးနေတာပြမလို့ပါကွေးတီးကကြည့်လိုက်အရာဒီမှာကြည့်ပါရှင်ကျမရဲ့ခွေးဒီဘလောက်လှလဲမင်္ဂလာတီလည်းတီးနေပြီမင်္ဂလာတီကအိတ်ဆွတ်ထားလို့မင်္ဂလာတီကတီးနေပြီအိတ်ပြီးဘလောက်ကြီးတော့ပြရမယ်ကျမရဲ့ဇွန်ပန်းပင်လေးတွေလည်းပွင့်နေပြီကျမဒါကြိုက်တယ်လေကျမပန်းပင်လေးတွေပွင့်နေလို့ရှိရင်ပွင့်နေတဲ့အတိုင်းလေးပဲမြင်နေတယ်ခူးပြီးမပန်းချင်ဘူးပန်းပင်လေးမှာပန်းလေးပွင့်နေတာဟာကိုကဘာနဲ့မှမတူဘူးလှလိုက်တာတပြေးပင်ကလည်းညွန့်ဦးရဲဆိုးနာပဲစိတ်ချမ်းသာလိုက်တာကျမစိုက်ထားတဲ့အပင်လေးတွေကြည့်ပြီးတော့ဒါပဲလှတာရင်းလာပဲဒီအပင်ကနေကျမစိုက်ထားနည်းနည်းကြားနေပြီအပွင့်သိမ့်မပွင့်လို့လေဘာလို့နေလို့လည်းမသိပါဘူးကြည့်ပေးကြပါအောင်စိုက်ထားတာကြားနေပြီနောက်တစ်ခုကျမကြိုက်ကြပြအောင်မယ်တနခါပဲကျမဘာပဲနေကျမအမြဲတမ်းနဲ့ချစ်တယ်ကြိုက်တယ်ဒါပေမဲ့လေခုပန်ရမှာတိတ်နှမျောတာကျမအပြင်မှာဒီလိုလေးပွင့်နေတာပဲကြိုက်တာအရာလှတယ်မွေးချိုင်းတာပဲအိမ်လုံး